အားလုံးပဲမင်္ဂလာပါကျွန်တော် Receido ရဲ့ Naski Super ရဲ့အကြောင်းကိုပြောပြမှာပါအင်ဒိုလေးကတော့ Naski Super ကမီနီမာကတ်တွေနဲ့ထွက်တဲ့အခါမှာညလုံးပုတ်နေတဲ့အချိန်မှာတခြားကပေါက်ရောက်သွားရဲဆိုတဲ့ဇလန်လေးကနေစထားပါတယ်အခုဆိုရင် Naski Super ရဲ့ power ရဲ့ ability ကိုပြောပြပါမယ် Return by Death ဆိုတဲ့အစွမ်း Naski Super ရဲ့ ability တွေရဲ့တစ်ခုပါပဲအဲ့ဒါတော့သူတည်သွားရင်သူမတည်ခင်ကအချိန်ကိုကြောက်တယ်အဲ့အချိန်ကြောက်နေတဲ့အရှိရဟာကိုမှတ်မိပြီးတော့အနာဂတ်ကိုကြောင်းနေနိုင်တဲ့အစွမ်းမှာနောက်တစ်ခုကတော့ရှာမတ်ဆိုတဲ့အစွမ်းတစ်ခုပါဒါကတော့သူ့ရဲ့ဘယ်လိုပြောမလဲသူ့ရဲ့တည်ရှိမှုကိုကြောက်ဖြောက်ပြစ်တာတော့မဟုတ်ခဏတာဖြောက်ပေးရပါ damage တော့ထိရဖြောက်ပေးရအနက်နေအရသာတွေခံစားမှုတွေအကုန်လုံးကိုပါဖြောက်ပြသူသုံးတဲ့ကြက်မက်ကပါအဲ့ဒါကြီးကြောက်သွားတယ်နောက်တစ်ခုကတော့ဘယ်အထိုးရီဆိုတဲ့လူလုံးဝိညာဉ်နဲ့သူကစာချုပ်ချုပ်ထားတာပါအဲ့ဝိညာဉ်နဲ့သူနဲ့ကနှစ်ယောက်ပေါင်းလိုက်မယ်ဆိုရင်အဲ့ဝိညာဉ်သုံးလို့ရရဲ့မှော်တွေအကုန်လုံးမင်းသားပါသုံးလို့ရပါတယ်အဲ့လိုမျိုးအစွမ်းပါသူတို့နှစ်ယောက်ရဲ့ပြောမဆက်ဆံရေးကပြောမယ်ဆိုနေနဲ့လားလို့ပါပဲတယောက်နဲ့တယောက်မရှိတော့မဖြစ်တဲ့ဆက်ဆံရေးလိုပုံစံမျိုးပါပဲဒါကတော့ဇလန်လေးမှာဆိုရင်ပို့ပြီးတော့တည်တာတော့မဟုတ်ဇလန်လေးကိုတစ်ခါတော့တွားကြည့်ဖို့ကျွန်တော်တို့ညှိတာရက်ခံပါတယ် Naski Super ရဲ့ personality ကတော့သူက Isekai ကိုဆက်ဆက်ရချင်တယ်သူ့ကိုအရင်အထင်ကြီးပါတယ်ဖင်လည်းမတရားရပါတယ်နောက်ပိုင်းမှာဒါအဲ့ဖင်ရမှုတွေနဲ့ရော့သွားတာပါအဲ့လိုပြောလဲ Receido fan တွေကစိတ်ဆိုးရင်လည်းမတက်တော့မတက်နိုင်ပါဘူးနည်းနည်းဖင်ရတော့အမှန်ပါပဲအစာပိုင်းကတော့ဒါကတော့ Naski Super ရဲ့ sound line နဲ့ပို့ကြီးပါ sound သုံးတာပါနည်းနည်းရိုင်းသွားရင် sorry ပါပြီးတော့သူကအားနေပါတယ်ရုပ်ပိုင်းဆိုင်ရာ sound အားနေပါတယ်ဂျူလီယာနဲ့ချရင်တော့မနိုင်ပါဘူးဒါပေမဲ့ဂျူလီယာလည်းကျန်နေကောင်ဆိုတော့လည်းထားပါဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်နေ့မှာပဲအဲ့ဒါကြောင့်ထပ်လာခဲ့ပါအပိုင်း15 16တုန်းကဆိုရင်ဒီကောင်ယူပါတယ်ဒီလောက်ပါ